家好，第一嘛咯，第二个年廿代嘛，video လေးတက်ဖို့လေးတင်ပေးနေရပေါ့ဒီနေ့မှာတချင်းလေးတင်ပေးပါလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီနေ့ရေးချကြတဲ့တချင်းလေးကတော့တိတ်လိကျွင်းရဲ့နီး怎么说အဲ့တချင်းလေးကကျွင်းတာပေါ့နော်每个人都可能都听过那个 Jackie Chan 那个名字是吧Jackie Chan နာမည်ကြောက်ဖို့မှတင်တယ် Jackie Chan ရဲ့တရုတ်နာမည်က陈龙ပေါ့နော်君是Jackie Chan 的前女友 Jackie Chan 也是邓丽君的前男友ရေးသားဟောင်းဆိုရင်前女友လို့ခေါ်တယ်ကလေးကနေပြီးတော့မိန်းကလေးခေါ်ရင်前女友မိန်းကလေးကနေယောက်ျားလေးခေါ်ရင်前男友ဆိုတော့အဲ့ဒီတချင်းလေးကအရန်အောင်ပဲကြီးခဲ့တယ်ပေါ့နော်မမတန်စင်လေးလည်းရှိတယ်အမှန်ကသူကအမှန်တကယ်ကဒီတချင်းလေးကို Jackie Chan အတွက်ရည်ရွယ်ပြီးတော့ဆိုခဲ့တာတော့မဟုတ်ပေမဲ့တိတ်လိချင်းရဲ့ပရိသတ်တွေအများစုကတော့ Jackie Chan အတွက်ရည်ရွယ်ပြီးတော့မှဆိုခဲ့တယ်လို့ပြောတယ်သူနှစ်ယောက်တွေ့ရတဲ့အကြောင်းရင်းကလည်းJackie Chan ကအမြဲတမ်းချိန်သွေးတဲ့ခါကျရှင်နောက်ကျတယ်အမြဲတမ်းအချိန်မတိကြဘူးပေါ့နော်အဲ့ဒီမတိကြတဲ့အတွက်ကြောင့်မလို့အများနဲ့ပြောတဲ့စကားလို့ကိုလည်းမသိဘူးအဲ့ဒီအတွက်ကြောင့်မလို့တိတ်လိကျွန်းတော့ဆိုတိမခံနိုင်တော့ပဲ Jackie Chan နဲ့လမ်းဝဲခဲ့တာပေါ့ဆိုတော့အဲ့ဒီထဲမှာပါတဲ့အမြဲတမ်းသူ့ညာနေရဆိုတာရဲ့တရေတခါစောက်လိုက်ရလို့ရှိရင်365ရက်တောင်မှကြာသွားတယ်ဆိုတော့ဟာလေပေါ့အမြဲတမ်းစောက်နေရတယ်ဆိုတဲ့အဲ့ဒီစာချောင်းလေးတွေကတိတ်လိကျွန်းရဲ့ Jackie Chan ကိုရည်ရထားတယ်ဆိုပြီးတော့မှသူ့ရဲ့ပရိသတ်တွေအများသောအားဖြင့်ပြောကြတယ်ပေါ့နော် Okay အဲ့ဆိုရရှုစလိုက်မယ်我没忘记你忘记我妈妈说你呢我没忘记你忘记我没忘记ငါနဲ့我没ခဲ့ဘူး你忘记我အဲ့ဒီဘက်က我一直记得你ငါမြဲမှန်းရတယ်ဒါပေမဲ့你忘了你ငါ့ကိုမေ့သွားခဲ့တယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးပြောတာ我没忘记你忘记我连名字你都说错连名字你都说错连名字都说错连ကကျတော့ထောင်မှာ名字နာမည်ကိုထောင်မှာ都说错ပြောတာမအောင်ပြောခဲ့တယ်ဆိုလျံတိုးရဲ့ပယ်တန်လေးကိုဒီနားမှာသိပေးမယ်ဥပမာလျံ3岁小孩都知道ဒီကိစ္စကို这真是ဒီကိစ္စကို3နှစ်ကလေးလေးတောင်မှသိနိုင်တယ်လျံတိုးဆိုတော့မှသူကပြောထားတာလျံ老师都没听过这个词အရင်ခက်လို့老师တောင်မှလျံ老师都没听过这个词ဒီစာလုံးကိုမကြားဘူးလောက်ဘူးလို့သူပြောတာ这个问题连最聪明的学生也答不出来这个问题美国အရင်ခက်လို့连最聪明的学生ဉာဏ်ကောင်းဆုံးကျောင်းသားတော်မှ答不出来မဖြေနိုင်ဘူး明来批နိုင်နေတဲ့ကျောင်းသားတော်မှဖြေနိုင်ဘူး这个问题连最聪明的学生也答不出来好的သူ့မှာပတ်စံတကြတော့မှမရှိတော့ဘူးဆိုတော့ဒါသိစားပြီးတော့ပြောတာမှာပတ်စံလောမရှိတော့တဲ့ပုံစံကို他连一分钱都没有เนาะ连都ဆိုပဲတလေးသုံးထားတာเนาะ他连一分钱都没有ဒီနေ့ရေတလို့ကိုတော့မှမတောက်ခဲ့ဘူးဆို今天我连一口水都没喝တလို့ခိုဆိုတလို့အနေနဲ့ပြောတာ今天我连一口水都没喝ဒါအဲ့လိုများတယ်太忙了连吃饭的时间都没有特别စားတဲ့အချိန်တော့မရှိဘူး太忙了အရလို့များတော့太忙了连吃饭的时间都没有ရတယ်မလား连都ဆိုတဲ့ပတ်သက်လေးကိုဒီမိရှောခွေးလမရပဲလို့ထင်တယ်အဲ့ဆိုတော့ရှင်တို့နောက်ဆက်အကြောင်းသွားကြည့်ကြမယ်နော်โอเคဒီနေ့နားတော့ကြည့်မယ်好证明你一切都是在骗我证明你一切都是在骗我证明你一切都是在骗我证明ဆိုတော့တက်တည်ပြတာပေါ့你一切都是在骗我အေးရတိုင်းသူပြောအဲ့ဒါလေသူကJackie Chan ကိုရည်ညွှန်းပြီးတော့မှပြောရေးခဲ့တယ်အဲ့စတင်းစာသားJackie Chan ရည်ညွှန်းထားတယ်ဆိုတော့မှတချို့တွေကပြောကြတယ်နေအေးရတိုင်းကငါ့ကိုအမြင်နဲ့လေနေရပဲကြိုက်မင်းဆိုတာကတက်တည်ပြတယ်
ဒီဟာတွေကိုလို့ကနေငါ့ကိုအမြင်နဲ့လေးနေဆိုတော့တက်တည်ပြရဲပေါ့证明你证明你一切都是在骗我时间လို့ပြောတာ时间အချိန်က为证明一切တက်တည်ပြလိမ့်မယ်一切အချိန်ကအရာတိုင်းကိုတက်တည်ပြသွားလိမ့်မယ်တခုခုဆိုရင်အမျိုးတရရောက်မေးဖို့ဆိုရင်လည်းအခြေကကုစားသွားလိမ့်မယ်လို့ပြောတာလေအဲ့လိုပဲပုံစံမျိုးအောင်မြင်ဖို့ဆိုတာလေအခြေတိုင်ဖြစ်လာမှာပဲအဲ့လိုမျိုးပုံစံမျိုးတွေပေါ့时间会证明一切我想证明自己的能力ငါရဲ့能力 capacity စွမ်းအားကို我想证明တက်တည်ပြချင်တယ်我想证明自己的能力好的看今天你怎么说？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 你ဘယ်လိုပြောမလဲဆိုတာဒီနေ့တော့看ကြည့်ကြတာပေါ့ဆိုတော့怎么ဆိုတဲ့အဓိပ္ပာယ်က老师豆子的前面嘛都呢怎么做怎么说怎么写怎么读怎么做ဘယ်လိုလုပ်မလဲဆိုလဲကိုမလုပ်တဲ့အရာတကူသူ့မေးမြန်းတဲ့နေရာမျိုးမှာတုံးတာเนาะ好可你说过两天来看我你说过两天来看我你说过你ပြောဖူးတယ်ဖူးတယ်ဆိုတဲ့စကားလုံးကလေလို့ဖူးတယ်တခုခုပေါ့တွားဖူးတယ်လာဖူးတယ်စားဖူးတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့နေရာမှာတော့တောင်းတာရှိုးကိုဆိုတာပြောဖူးတယ်တွားဖူးတယ်ဆိုရင်ချွေကိုစားဖူးတယ်ဆိုရင်吃过လာဖူးတယ်ဆို来过နောက်ပြီးတော့ရေးဖူးတယ်ဆိုရင်写过ကြားဖူးတယ်ဆိုရင်听过这样子是吧အဲ့လိုမျိုးပုံစံမျိုးပြောတာနော်လေဖူးတယ်ဆိုဘယ်လိုပြောလဲ对ဟုတ်တယ်你说过两天来看我နေရကြပြီငါ့ကိုပြန်လာတွေ့မယ်လို့နေပြောခဲ့တယ်ဆိုတော့အဲ့ဒါလေ तू ကရည်ရွယ်ထားလို့ပြောကြတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အမြင်နဲ့ခြေတစ်ခုကိုခြေတယ်ဆိုရင်အမြင်နောက်ကြတယ်အဲ့လိုမျိုးသူ့ရဲ့မကောင်းတဲ့ဟာတွေကိုတိတ်လိကျွင်တိမခံနိုင်တော့ဘဲနဲ့သူနေရာက已经分手了လန်ခွဲလိုက်ကြတာเนาะအဲ့လိုမျိုးပုံစံမျိုး我听过这首歌ငါဒီတချင်းကိုငါကြားဘူးတယ်我去过中国一次ငါ中国တရုတ်နိုင်ငံငါတချီရောက်ဘူးတယ်တွားဘူးတယ်ပေါ့我吃过自助火锅很多次ငါစားဘူးတယ်自助火锅hot pot buffet ကို很多次အကြိမ်အများကြီးစားဘူးတယ်我看过这部电影ငါဒီရုပ်ရှင်ကိုငါကြည့်ဘူးတယ်好的再读一遍我听过这首歌我去过中国一次我吃过自助火锅很多次我看过这部电影 OK 一等就是一年多一等就是一年多一等就是一年多တခါဆောက်လိုက်တာနဲ့就是一年多တနေ့လောက်တော့မှကြာသွားတယ်တဲ့一等就是一年多တခါလောက်ဆောက်ခိုင်းတာနဲ့တနေ့လောက်ကြာသွားတာပေါ့နော်ဥပမာဆိုရင်အနည်းဆက်ဆိုဘာဖြစ်မလဲဆိုရင်ရွယ်ဝိတ်အမြင်နဲ့ချိန်ပြီးတဲ့ခါကျတော့ရှင်ရောက်မလာဘူးစောက်တယ်မိနစ်30နာရီအဲ့လိုဒီကြာမှရောက်လာတယ်ဒါပေမဲ့တခါတစ်ခါဆိုရင်တော့မဝမ်းကြည့်တယ်ပြဿနာမရှိပေမဲ့အချိန်အများကြီးဖြစ်လာတဲ့အခါမှာတော့ဘယ်တော့မှသိမခံနိုင်ဘူးအဲ့လိုမျိုးပုံစံမျိုးပြောတဲ့သဘောပေါ့一等就是一年多365个日子不好过365个日子365个多65ပြောတာ365个多65日子နေ့ရက်တွေကလည်း不好过刚刚မဖြတ်တန်းခဲ့ရဘူးပေါ့နော်刚刚ရှိမနေဘူးပေါ့အမြဲတမ်းဝမ်းနေနေရတယ်အဲ့လိုမျိုးပေါ့ကောင်းကောင်းမဖြတ်တန်းရမယ်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရတဲ့နေ့ရက်ဆိုရင်တနေ့မှမရှိခဲ့ဘူးဆိုတဲ့ဟာကိုပြောတာ
喏，不好过，所以词组过了是本那么东亚来说，没有你的日子，你们现在那夜里我的日子，俺那夜里一天都不好过。你那里嘛知嘛？မပြောဘူးမကောင်းဘူးပေါ့အရန်ကိုမှသူမရှိတဲ့နေရာတွေမှာမြန်မြန်ဝမ်းနေတယ်တတိယတဲ့ run ဆွေတဲ့အဲ့လိုမျိုးနေရာမျိုးမှာသူကသုံးထားတာ他最近公司出了事情အခုတလော公司 company မှာကိစ္စရက်လေးတခုဖြစ်သွားခဲ့တော့日子နေ့ရက်တွေက很不好过很不好过တော်တော်လေးကိုမှမပျော်မရွှင်ဖြစ်ခဲ့ရတယ်ပေါ့ဟိုကအဲ့လိုဖြစ်တော့ကောင်းကောင်းမအေးရဘူးကောင်းကောင်းမစားရဘူးပေါ့အဲ့ရမျိုးဖြည့်ရှင်းနေရတယ်ပေါ့ပြဿနာတွေကိုကြံကျွယ်ဝန့်ကြည့်ဖြစ်နေရတယ်ပေါ့အဲ့လိုလေးပြောချင်တာ你让我哭了你让我ငိုအောင်လုပ်ထားလို့我也会让你不好过ငါလည်းနေကိုကောင်းကောင်းမနေရအောင်ပြန်လုပ်မယ်အဲ့လိုမျိုးဒါကကလေးစားချီတဲ့ဘော你让我ငိုအောင်လုပ်ထားလို့ငါလည်းနေကိုကောင်းကောင်းမနေရအောင်ပြန်လုပ်မယ်ပေါ့ကျန်စအဲ့လိုမျိုးပုံစံမျိုးနေလည်းကောင်းကောင်းမနေရစီရဘူးအဲ့လိုပြောတာ既然这么热ရာသီဥတုတအားကမှပူတယ်没有空调အေးကမရှိဘူးစင်真的不好过တကယ်ကိုမှကောင်းကောင်းမနေရမှာတအားပူတော့လေနေမကောင်းဖြစ်တယ်ကောင်းမှုတွေအဲ့လိုဟာလေးပေါ့အဲ့လိုဖြစ်နိုင်တယ်ဆိုတော့သူပြောတာเนาะ好 OK 365个日子不好过你心里根本没有我，你心里根本没有我。你心里你ရဲ့စိတ်ထဲမှာ根本လုံးဝကိုမှ没有我ငါမရှိဘူးပဲ你心里根本没有你ရဲ့စိတ်ထဲမှာငါလုံးဝမရှိခဲ့ဘူးပဲလို့ပြောတာ根本ဆိုတာလုံးဝပဲပေါ့နော်နောက်တစ်ခုဘယ်လိုပြောလို့ရသေးလဲဆိုရင်你根本不懂我你ငါ့ကိုလုံးဝနားမလည်ဘူးပဲ这件事我根本不知道ဒီကိစ္စကိုငါလုံးဝကိုမသိခဲ့ဘူး这件事我根本不知道他根本没把你的话放在心上没关系他根本都လုံးဝကိုမှမေဆိုတဲ့အနည်းကိုနော် va ရဲ့အရှိမမထားပဲနဲ့ preposition ရဲ့အရှိမထားရနော်ပါဆိုတာကိုပြော preposition ရဲ့စကားကိုပါနေတဲ့话ဆိုတဲ့အရှိမမေကိုထည့်လိုက်တယ်没把你的话放在心上他根本没把你的话放在心上这种好听懂吗这根本不是钱的问题ဒါလုံးဝကိုမှ不是မဟုတ်钱的问题ပတ်စံရဲ့ပြဿနာမဟုတ်这根本不是钱的问题这根本就是一个借口ဒါလုံးဝ就是一个借口 reason တိတက်ပဲ reason ပဲဘောနော်တကယ်နဲ့ဖြစ်တာလည်းမဟုတ်ဘဲနဲ့ reason လာပေးနေရအဲ့လိုကိုစ这根本就是一个借口好的ရရင်နော်根本ဆိုစဲလို့အဲ့လိုမျိုးသုံးလို့ရတယ်你根本不懂我这件事我根本不知道他根本没把你的话放在心上这根本不是钱的问题这根本就是一个借口把我的爱情还给我，把我的爱情还给我。把我的爱情还给我ငါရဲ့အချစ်ကိုငါစီကိုပြန်ပေးပါ把我的爱情还给我ငါသူ့အဲ့ဒီစကားကဘောနော်သူ့ဒီလောက်ထိစိတ်နှိမ့်ပြီးတော့မှချစ်ခဲ့တဲ့အချစ်တွေအကိုလုံးကိုငါစီကိုပြန်ပေးပါ把我的爱情还给我 Okay အဲ့ဆိုရင်ဒီနေ့ရဲ့တခြင်းလေးကိုအတူတူလိုက်ဆိုကြမယ်နော်ဟာတာရမယ်လို့ထင်တယ်နားမလည်လားရှိဒါပဲဖြစ်နောက်ထပ်သိချင်တဲ့တခြင်းလေးပဲဖြစ်ကိုလေ့ကျင့်ချင်တဲ့တခြင်းလေးပဲဖြစ်အဲ့ဒီဟာလေးကိုသိတယ်ဆိုရင် comment လေးမှာရေးကြလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးသက်သာရှိတယ်ဆိုရင်ဒီလိုမျိုးတင်ပေးရပေးမယ်အကျိုးနဲ့အောင်ပေါ့နော် like လေးနဲ့ comment လေးကိုရေးသွားကြလို့ရပါတယ်နောက်ထပ်ဒီလိုမျိုးဗီဒီယိုလေးတွေများစွာကိုအပတ်စဉ်တိုင်းလေ့လာလို့ရအောင်ရှိတို့ channel ဒီရိုးရ Chinese online course channel လေးကို subscribe လေးလုပ်သွားလို့ရပါတယ်好我们今天就到这里吧နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော် bye bye 就这样